ဒီစိတ်ဝင်စားစရာချက်လေးတစ်ခုကိုအတူတူဆွေးနွေးကြည့်ကြရအောင် ဒီမေကွန်းလေးကလေရိုးတရက်ဆိုရင်တော့ရိုးရှင်းတယ်လို့ထင်ရောက်ပေမဲ့တကယ်တမ်းကျတော့အယမ်းကိုနက်နဲတယ်ဗျတခါတော့စဉ်းစားကြည့်ပါလားဆန်လုံးဝမရှိဘဲနဲ့အရာသာရှိရဲ့ထမင်းတအိုးထလာဖို့ဆိုတာကတကယ်ပဲဖြစ်နိုင်မှာမလား တကယ်တော့လေဒါဟာလူတော်တော်များများရဲ့တဘာဝတစ်ခုလိုပါပဲရလက်ကောင်းလေးကိုအမြင့်ဆုံးလိုချင်စိတ်ပြင်းပြနေရင်းနဲ့အရာရာရဲ့အခြေခံအစုံအချက်တွေကိုမေ့ထားခဲ့မိတာမျိုးဒါမှမဟုတ်တမင်တကာပဲကြော်ခွာတွားလိုက်တာမျိုးတွေပေါ့ ဒီချက်ကိုထောက်ပြနေတဲ့ကျုံတို့အားလုံးနဲ့ယင်းနိပိသားမြန်မာစကားပုံလေးတစ်ခုရှိတယ်လေဟုတ်ပါတယ်စက်မရှိဖေးထမင်းမချက်နိုင်ဆိုတာပါပဲ ဆိုလိုရင်းကတော်တော်လေးကိုရှင်းလင်းဖြစ်သားပါတယ်ခိုင်မာတဲ့အခြေခံအုံမြင့်မရှိဘဲနဲ့ဘယ်လိုရလက်ကောင်းကိုမှမျိုးလင်းလို့မရဘူးပေါ့မြန်မာတွေအတွက်ထမင်းဆိုတာနေ့စဉ်ဘဝရဲ့အဓိကအာရုံပဲလေအဲ့ဒီထမင်းဖြစ်လာဖို့အတွက်အခြေခံအကြဆုံးဖြစ်တဲ့ဆန်ကမရှိလို့မှမဖြစ်တာ ကျွန်တော်တို့ဖြတ်တန်းနေရတဲ့ဘဝရဲ့နေရာမှာကလည်းအတိအကျဒီအတိုင်းပါပဲဗျာ ကဲဒါဆိုရင်ဘဝအတွက်စမ်းဆိုတာဘာပဲဖြစ်မလဲအဲ့ဒါတွေကတော့တစုံတစ်ခုကိုစိတ်ရောကိုယ်ပါနစ်ပြီးလေးလာသင်ယူတာပြီးတော့သင်ယူထားတာတွေကိုလက်တွေ့မှာအသုံးချကြည့်တာနောက်ဆုံးဒါတွေကိုကိုယ့်ရဲ့ဒုတိယသဘာဝဖြစ်လာတဲ့အထိအလေးအကျင့်ကောင်းတစ်ခုအဖြစ်မွေးမြူတာတွေပါပဲ ဒါကြောင့်မို့လို့ဖတ်ထားရမယ့်အဓိကအချက်ကတော့ခိုင်မာတဲ့အခြေခံကောင်းတွေမရှိဘဲနဲ့တော့ဘဝမှာတကယ်ကိုဒီပေရှိတဲ့အောင်မြင်မှုတစ်ခုကိုတိဆောက်ဖို့ဆိုတာဘလို့နည်းနဲ့မှမဖြစ်နိုင်ပါဘူး ကဲနောက်ဆုံးအနေနဲ့ကိုပြန်မေးကြည့်ကြရအောင်ဒီနေ့အခုအချိန်မှာကိုယ့်ရဲ့ဘဝအတွက်တကယ်လိုအပ်နေတဲ့အဲ့ဒီအခြေခံအကြဆုံးအရာကဘာများဖြစ်နေမလဲဆိုတာကိုပေါ့